လေးဘဝ1980ခုနှစ်ဇွန်28ရက်တောင်အာဖရိကနိုင်ငံပရက်တိုရီယာမြို့မှာမွေးဖွားခဲ့ပါတယ်။ဖခင်အင်ဂျင်နီယာမိခင်မော်ဒယ်အာဟာရပညာရှင်ကလေးဘဝတုန်းကအီလွန်မတ်စ်ဟာတိတ်ဆိတ်တဲ့စာအုပ်ဖတ်ရတာကိုအရင်ကြိုက်တငယ်ချင်းနဲ့ပြီးအနိုင်ကျင့်ခံရတာများခံခဲ့ရပါတယ်။အသက်10နှစ်အရွယ်မှာကွန်ပျူတာကိုကိုယ်တိုင်လေ့လာပြီးအသက်12နှစ်မှာဘလာစတာဆိုတဲ့ဂိမ်းကိုကိုယ်တိုင်ရေးပြီးရောင်းခဲ့ပါတယ်။ဒီအချိန်ကတည်းကတောင်အာဖရိကရဲ့စစ်စနစ်နဲ့အနာဂတ်မမြင်လို့18နှစ်အရွယ်မှာကနေဒါနိုင်ငံကိုထွက်ခဲ့ပါတယ်။နောက်ပိုင်းကနေဒါမှအမေရိကန်ကိုထွက်ခဲ့ပါတယ်။ University of Pennsylvania မှာယူဖတ်ပြီးတော့ Physics စီးပွားရေးကိုလေ့လာခဲ့ပါတယ်။ Stanford University ကို PhD တက်ဖို့သွားခဲ့ပြီးမြဲ2လက်တန်းနဲ့ကျောင်းထွက်ပြီးစီးပွားရေးလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကသူ့ဘဝကိုလုံးဝပြောင်းလဲစေပါတယ်။ Zip2 သူ့အကို Kimball Musk နဲ့မြို့လန်းညုံဒီတဲ့အချက်လက် website နောက်ဆုံးဒေါ်လာ300 သန်းနဲ့ရောင်းနိုင်ခဲ့ပါတယ်။ Elon Musk ကိုတိုင်ဒေါ်လာ22သန်းရခဲ့ပါတယ်။ PayPal Zip2 ရဲ့ငွေကိုအသုံးပြုပြီး online payment system တည်ထောင်နောက်ပိုင်း PayPal ဖြစ်လာ2002ခုနှစ်မှာ eBay က PayPal ကိုဝယ်ယူElon Musk ကိုဒေါ်လာ180သန်းကျော်ရခဲ့ပါတယ်။ဒီအချိန်မှာ Elon Musk ဟာငွေကြီးအလွန်အမင်းရှိလာသူဖြစ်သွားပါပြီ။ SpaceX အာဂတအိမ်မက်2002ငွေရှိလာပြီးနောက်လူသားတွေကိုအာဂတမှာနေထိုင်နိုင်စေချင်တဲ့ဆိုတဲ့အိမ်မက်ကိုလိုက်ခဲ့ပါတယ်။ SpaceX ကို2002ခုနှစ်မှာတည်ထောင်ပထမတုံးပြန်များအကြိမ်ဖြတ်ကွက်ငွေကုန်လူလေးကအရက်စလာလို့၄ချိန်မြောက်ပြန်တမ်းမှုအောင်မြင်ပြီးမှ SpaceX ကအသက်ရှင်နိုင်ခဲ့အခုတော့ NASA နဲ့လက်တွဲ International Space Station တို့လူပို့ Mars ကိုလူပို့ဖို့ရည်မှန်းချက်ကြီးရှိနေပါတယ်။ Tesla လျှက်စစ်ကားအပြောင်းလဲ2004 Elon Musk က Tesla ကိုတည်ထောင်သူမဟုတ်ပေမဲ့အစောပိုင်းကနေငွေထည့်ဦးဆောင်သူဖြစ်လာပါတယ်။လူတွေမီယုံကြည်ခဲ့တဲ့ electric car ကိုကမ္ဘာလူသုံးအများဆုံးကားအမျိုးအစားတစ်ခုဖြစ်လာအောင်ပြောင်းလဲနိုင်ခဲ့။ Tesla ကကားတစ်ခုမကစွမ်းအားအနာဂတ်ကိုပြောင်းလဲတဲ့ကုမ္ပဏီဖြစ်လာပါတယ်။ Neuralink Boring Company Neuralink ကအုံနောက်နဲ့ကွန်ပျူတာချိတ်ဆက် Boring Company ကမြေအောက်လမ်းကြောင်းဖြင့်မြို့ကကြီးများရင်ကြောပြဿနာဖြေရှင်းလူအများကအိမ်မက်ကြီးလွန်းတယ်လို့ပြောကြပေမဲ့ Elon Musk ကတော့လောက်ရင်းသက်သေပြနေသူဖြစ်ပါတယ်။ Twitter X 2022ခုနှစ် Twitter ကိုဝယ်နာမည်ကို X ပြောင်းလွတ်လပ်စွာပြောဆိုခွင့်ကိုအလေးထားပေမဲ့အငင်းပွားမှုညာလည်းအများကြီးဖြစ်စေခဲ့ပါတယ်။ကိုရေးဖို့တာဘဝအိမ်တောင်ရေးမတည်ငြိမ်ခလေး30ကျော်ရှိအလူကိုအသက်ထပ်ပိုးထားသူတပတ်80ကတရားနာရီအလုပ်လုပ်တတ်တယ်လို့ကိုယ်တိုင်ပြောထားပါတယ်။ Elon Musk ရဲ့အဓိကစိတ်ဓာတ်မခင်နိုင်ဘူးဆိုတာကိုမယုံမအောင်မြင်ခင်မရက်လူသားအနာဂတ်အတွက်အလုပ်လုပ် Failure is an option here. If things are not failing, you are not innovating enough.